nay su bông này là piêu nào bao giờ là မင်္ဂလာပါရနာပါရနာရဲ့လုံခဲ့တဲ့လအနေငယ်ကနေနေ့ထတိုင်းပြီးဆုံးနိုင်သေးပါတော့ရှမ်းပြည်နယ်ခီးစဉ် Day 5 Blog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ပိုင်းမှာအကိုအိမ်မှာပဲနိုင်ပြတာနဲ့နေ့လယ်တစ်ခွဲလောက်မှပဲစပြီးတော့ရှောက်နေဖြစ်ပါတယ်နေ့နေမှာပြန်ထွက်မယ်စိတ်ကူးထားကမှအိမ်ရမထွက်ခင်တနားရီလောက်အလိုမှာမိုးရီထိချုံရွာပြီးတော့မိုးကြွေပြစ်တယ်တော့နောက်ခံစကားပြောနေလာလာမသက်ဆိုင်တဲ့ခဝေါ်လေးတစ်ဖြက်လောက်လှည့်စီးလိုက်ပါတယ်အဲ့အချိန်မှာရတဲ့တငယ်ချင်းလေးကအပြီးလှအမိတနနဲ့ရောက်ချလာပြီးဘယ်တော့မှလည်းမမတောင်းလိုက်လိုက်နေမမအိမ်မအောင်မနေဘူးဆိုပြီးတော့တူးလေးလာချွဲနေပြင်ပါတယ်ရှမ်းပြည်သွားတဲ့သူတိုင်းမဖြစ်မနေရောက်ပူးချင်ကြတဲ့ညိုမီချင်းရှုတော့ဖြစ်ပါတယ်ကားပါကင်ကထောင်ကျကျတင်ပါတယ်စိတ်ဆူပြီးတော့တကယ်လှလိုက်တာဆိုတာနေရာကြားလည်းမရှိဖိုတိုရှုကျင်မိတဲ့အထိဆက်ဆံမှုရှိတော့လာပါတယ်对吗？是吧？老姨，这边有post的上面累积完，这边有东西。对哦，慢慢理解了。这边累积了，累积一下了。好，哪里累积了？好，最近的干下来好不？这边也苗地吧，我干嘛的呀？有的有机，post ပေးမယ် post ပေးဖို့အထားလေးလုပ်အထားလေးပဲထားပြီးတော့ထားပြီး post နဲ့ပြီးပြီကျောင်းပြီးပြီဒါလေးကော်ပြီးတော့ပြန်လုပ်ပြီးတော့လုပ်လို့ရတယ်အဲ့လိုချက်တော့ပြီးကော်လာတယ်ပေးရအလုံးများပေမဲ့ post ကမပြီးတတ်တော့ရနာရဲ့ videographer တင်မိထားရတဲ့လန်ထွက်ပြန်တက်နေအောင်ကိုတင်တာကိုထိုးတင်တာထုတ်တင်တာထုတ်ပြီး share တက်ဖမ်းပေမဲ့မှန်းချက်နဲ့လန်ထွက်သိမကြိုက်ခဲ့ပါဘူး။နောက်ဆုံးပြောနေတော့ဘာရောက်လာဟမ်နင်းရပြလန်းလေးတွေကနေအပေါ်ထိရအောင်တက်ပြီးတော့ဗန်းဖြေမဲ့တွေးထားတာထိပ်ပိုင်းတောင်မရောက်သေးတဝက်လောက်နဲ့အမြင့်ုံကြည့်ပြီးအတော်မူးနေပါပြီနောက်ပြန်လှည့်ကြည့်တော့လည်းအမြင့်ကြီးလို့ရှေ့ဆက်တက်ရအောင်လေကြောက်တယ်လို့ဖြစ်လာပြီးတော့ပြန်ဆင်းခဲ့လိုက်ရတဲ့ခိုက်တက်ရွှေသမင်မျက်လုံးလေးဆိုင်ကိုလေးသူပြုံးနေနှုတ်ဆက်ခါရဲ့ခွေသွားမယ် အမကြီး Hello ဝချွေးများရှိလာတဲ့ဒုလုံးသားမိုက်တယ်ဗျာတွေ့ကြကဒီမှာလည်းမပူတည်ပါဘူးဒီကလည်းဒီလမ်းလျှောက်လာတယ်ဒီတော့လမ်းလျှောက်လာဆက်လက်ပြီးညိုမီစေစီခီးဆန်ပါတယ်ကံရည်ပင်ကြီးကငြိမ်သက်ပြီးကြည်နေလိုက်တာဆိုတာရီစာဟောင်းကြီးရဲ့ဒုပေါ်ဆက်ဆံရေးလိုပဲစင်နာတဝိုက်ဟုံငေးတင်ငေးဖျက်လျှောက်လေးလုပ်ပြီးတကလာဝါရီဆွဲပါမယ်တက်တက်လို့လို့အမိရတဲ့ဆိုင်မှာရှမ်းမိရှိစားကြည့်တာရန်ကုန်မွေးငါနဲ့ပုံစံဆင်တူပြီးအနေငယ်ချင်းပါတယ်ရန်ကုန်မိရှိနေမတူဘူးနော်အနီရောင်ရည်နဲ့လေအများကြီးပဲလေဒီမှာဒီလိုတို့ရဲ့ရှမ်းစတိုင်စစ်စစ်နေတာမောဟာတွေကတခြားမျိုးတွေက
ဩအဲ့ဒါမန္တလေးမီးရှိနော်ချွေသမင်မျက်လုံးလေးဆိုင်ကိုလေးသူပြုံးနေနှုတ်ဆက်ရဲ့ခွဲပါမယ်မလိုချွေများရှိလာတဲ့လူသာခုမှတွေ့ချင်ရဲ့ခွဲပါအစိုးရပါဦးစီတို့လေးဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဘာတချင်းကိုပဲဖြစ်ဖြစ်ဘလို့ပဲအထက်လုပ်ပြီးတော့ထက်တဲ့အမြဲတမ်း copyright မိပြီးတော့အတန်ပြောင်းနေရအောင်ရင်တော့ကိုယ်ရမဲ့တချင်းဆိုထည့်လိုက်ပါတယ်မကြိုက်ရင်တော့မထောင်နဲ့ကြိုက်ရင်နားထောင်ဒါပဲအရန်ငကြီးကြလုံးနဲ့ရင်နာတယောက်တော့ဖတ်ထုတ်တပွဲအသေးမဲဝါဒီဆွဲရမှာလဲစားလို့တော့ကောင်းပါတယ်ဘာကောင်းလဲ ပေါက်စီကျရဲ့သူဆိုတော့အဲ့လိုမျိုးဖတ်ထုတ်တွေပါတယ်စားကောင်းတယ်လို့သွားမယ် အဲ့ဒီ လား ဆိုင်မှာဆိုရင်တပွဲဥမှာ3000လုံးနဲ့2000ဝန်းကျင်လောက်ပဲကျတင်ပါတယ်အေးရမမနဲ့အိုဘားလေးအတွက်ပါဆယ်လေးဆွဲပြီးတကားလိုက်အပြင်မှာတော့မယ်အဆုံးထိကြည့်ရှုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါတယ်နောက်ထပ် vlog ရင်းနဲ့တူပြန်လာခဲ့ပါမယ် Don't forget to subscribe and follow catch you later sleep tight